Hello ကျွန်တော်ရဲ့ကျောင်းမိတ်ဆွေအားလုံးမင်္ဂလာပါဗျဒီနေ့ဝယ်လို့ရလာတဲ့ကြော်ပြီးတစ်လုံးနဲ့မိတ်ဆက်ပေးခြင်းလို့ဗျဒီကြော်ပြီးအတူတူကြည့်ကြရအောင်ဒီအခွန်လေးဒီကောင်လေးတွေကတော့ဒါဂျိတ်ခွန်ပါဗျနော်ရန်လေးတွေကတော့တော်တော်ကြီးကိုမှုံညံ့နေတာပါကျွန်တော်ဗီဒီယိုထဲမှာရှမ်းပြဖို့ကတော့မလွယ်ဘူးဗျဒါကတော့အခွန်ပုံစံအနေထားလေးပါဒါလေးကတော့ကျွန်တော်အကြောင်းတင်ပြီးသားပဲဒီပါပါကျွန်တော်အချလိုင်းလေးဝင်ကြလို့ဗျလမ်းချိတ်လေးပဲတို့လေးလည်းကောင်းသေးတယ်အနာဆိုလို့ရှိရင်တော့အနာဒီတစ်ချောင်းပဲပါမယ်ဗျဒီတစ်ချောင်းပဲဒီဘက်ကခုတ်အဲ့လိုမြင်ရလားရှင်းနေတယ်ဒါတော့သူ့ပုံစံလေးပေါ့ပြီးမှကျတော့ဒီခုံးရည်လေးပါမယ်ဗျခုံးရည်လေးနဲ့အနားတက်ထားတယ်ကျွန်တော်ရဲ့ကာဖေနီကိုများအားလုံးနှုတ်ဆက်ပါတယ်ဗျ။ Bye bye